ယုံနံတို့ရဲ့ပင်ကိုယ်တဘာဝလက္ခဏာကအနိစ္စဒုက္ခအနတ္တပဲအဲ့ဒီအနိစ္စဒုက္ခအနတ္တဖြစ်နေတဲ့ယုံနံသည်သူ့အရင်မှာဘုန်းဘုန်းတို့အမြင်ရှင်းထားဖို့လိုနေတာတခုဟာတစုံတစ်ခုကဖန်ဆင်းလို့ဖြစ်လာတာမျိုးမဟုတ်ဘူးအဲ့လိုဆိုလို့ရှိရင်အကြောင်းမဲ့ဘွားကနေသူ့လိုလိုဖြစ်လာတာဒါလည်းမဟုတ်ဘူးနော်သူ့ရှေးယုံနံတဘာဝတရားကိုပဲအကြောင်းခံပြီးတော့နောက်ထပ်ယုံနံအစ်ဟာဆက်ဆက်မပြတ်ဖြစ်နေတာအဲ့ဒီဖြစ်စဉ်ကြီးဟာဘလောက်ကြာခဲ့ပြီဆိုတာဘယ်သူမှမသိနိုင်လောက်အောင်ရှည်လျားခဲ့ပြီအဲ့ဒါကိုတန်တရားလို့ခေါ်တာယုတ်တိနံနေစဉ်ဆက်မပြတ်ဖြစ်တာကိုတန်တရားလို့ခေါ်တာအဲ့ဒါမြတ်စွာဘုရားတတ္တဝတူတယောက်ရဲ့ဘဝသူကြတော့ဒီတတ္တဝအရင်ဘဝဘာဖြစ်တာဆိုတော့ဒါယုံနံနေပဲလေယုံနံနေဘလို့ဖြစ်တာလိုက်ကြည့်နေမယ်ဆိုရင်မြတ်စွာဘုရားပရိနိဗ္ဗာန်ဆန်သွားမယ်အဲ့ဒီတတ္တဝရဲ့နော်ဘဝအစကိုအမြင်နိုင်အဲ့ဒါကိုအနမတကောယံမတိနိုင်သောအစရှိတယ်နော်အလွန်ရှည်လျားတဲ့အစရှိတယ်တတ္တဝါတွေရဲ့အစဒီအစကိုတချို့ရှားကြတာရှိတယ်နော်အဝိုင်းကိုအစရှာတယ်လို့ဖြစ်နေတာပေါ့ဟုတ်လားအဲ့တော့ဘုန်းတို့ဒါထားလိုက်တော့အဲ့တော့ဒီယုတ်တိနံနေဟာဘလို့တော့ပုဂ္ဂိုလ်တတ္တဝါသဘောမဟုတ်ဘူးဒါကိုအမြင်ရှင်းရမယ်ဘလို့သဘောတုံးဆိုတော့ဖောက်ပြန်မှုတဘာဝရဲ့တိမှုခံစားမှုမှတ်သားမှုရှေ့လျှော်မှုဆိုတဲ့နံတဘာဝ၄မျိုးဒါကိုနမခန္ဓာ၄ပါးနော်တိမှုကဝိညာဉ်နဲ့ခန္ဓာကိုရည်ရွယ်တာပေါ့နော်ဟုတ်လားခံစားမှုကဝေဒနာခန္ဓာကိုရည်ရွယ်တာမှတ်သားမှုကသင်္ချာခန္ဓာကိုရည်ရွယ်တာနော်တုံ့ပြန်မှုကသင်္ခါရခန္ဓာကိုရည်ရွယ်တာပေါ့အဲ့ဒီ၄မျိုးနဲ့ဖွဲ့စည်းတည်ဆောက်ထားတဲ့နာမ်ခန္ဓာအစုသူကဘယ်မှာမှီဖြစ်နေတာတော့ရုပ်ခန္ဓာဖောက်ပြန်မှုကြီးကိုမှီဖြစ်နေတာဖောက်ပြန်မှုကြီးကတော့ရန်သိဖို့ထင်ရှားတယ်လွယ်ကူတယ်ကြည့်လိုက်ခြေဝါစဆွေမွေးဆုံးတကိုယ်လုံးကြည့်လိုက်အခုကြည့်လိုက်နော်သွေးတွေသွားနေတယ်လေတွေဝင်ထွက်နေတယ်အကုန်လုံးထဲမှာဘယုတ်ဘရဲ့အလုတ်လုံနေကြတယ်နော်အကုန်လုံးလုံနေကြတယ်ဟုတ်လားထဲရောက်ရင်မြင်ကွင်းကြီးကတစ်မျိုးနော်အခုမြင်နေရတဲ့အပေါ်ရမြင်တာမြင်ကွင်းတစ်မျိုးနော်အံ့ဩစရာကြီးဟုတ်လားကိုယ့်ရဲ့ခေါင်းဆိုတာကိုပဲစိတ်ဝင်စားကြည့်သမ်းပါအောင်ဘလောက်ရှုပ်ထွေးတိဆောက်ထားတယ်လေဖြစ်ပေါ်ပြောင်းလဲနေကြတယ်လေတကယ်ကိုအလွန်ရှုပ်ထွေးတဲ့စိတ်ယုံကြီးတစ်ခုလို့လုံနေတာပဲဟုတ်လားဒါပါလေခန္ဓာရဲ့သဘာဝအမှန်တရားပဲလေအဲ့ဒါလို့အကြောင်းအကျိုးဆက်ပြီးတော့ဖြစ်ပေါ်နေတဲ့ယုံနံသဘာဝတရားတို့သည်မတည်မြဲဘူးဆိုတာဖြစ်ပြီးရင်မရှိတော့တဲ့သဘောလေးကိုပြောတာဖြစ်ပြီးရင်မရှိတော့ဘူးနဲ့ပဲပြီးသွားတာသူကဟုတ်လားနောက်ထပ်ပြီးတော့ဖြစ်ပြန်တာနောက်ထပ်အသစ်ဖြစ်ပေါ်နေတာနဲ့ပဲသူကဆက်ပြီးတော့ရက်တည်နေတာပေါ့သူ့ရဲ့ရက်တည်မှုကဘာမှမကြာဘူးတကယ်တမ်းအဲ့တော့ဘုံဘုံတို့ကပိုင်းဖြတ်ပြီးတော့မမြင်နိုင်တဲ့ခါကျတော့ဘောရက်တည်နေတာအကြာကြီးလို့ထင်နေတာအဲ့ဒါကိုတတ္တရဒိဋ္ဌိခေါ်တာပဲခုနကလည်းဒီတိုင်းပဲခုလည်းဒီတိုင်းပဲနောက်ဘဝလည်းဒီတိုင်းထိသွားမှာဘလို့သူကဒီတိုင်းလေးလို့ထင်နေတာဘဝကိုအဲ့ဒါတတ္တရဒိဋ္ဌိခေါ်တယ်အဲ့ဒီတတ္တရဒိဋ္ဌိနဲ့တွဲပြီးတော့ဖြစ်တဲ့အလိုဆန္ဒကိုဘဝတဏှာလို့ခေါ်တာတကယ်တမ်းကဒါပေမဲ့ဘုန်းဘုန်းတို့ကတော့တရားတွေထဲမှာလွယ်အောင်လို့ဘဝတဏှာဆိုတာဘဝကိုမမောတာလို့အလွယ်ပဲဘာသာပြန်တာအမှန်ကဘဝတဏှာဆိုတာတည်မြဲတယ်ဆိုတဲ့အမြင်မှားနဲ့ရှင်တွဲပြီးတော့ဖြစ်တဲ့အလိုဆန္ဒကိုဘဝတဏှာလို့ပြောတာကာမတဏှာဆိုတာကမြင်ကျင်တာကြားကျင်တာနားကျင်တာစားကျင်တာထိကျင်တာဒါကကာမတဏှာရှင်းတယ်ဘဝတဏှာဆိုတာကဘာလဲဒီယုတ်တန်နေရဲ့ဖြစ်ပေါ်ပြောင်းလဲသွားကိုမမြင်တော့ဒါပဲငါပဲဒီတိုင်းပဲလို့သူကဆက်ပြီးတော့ထင်းနေတာဟုတ်လားအဲ့ဒါကိုဘာခေါ်တော့တတ္တရဒိဋ္ဌိပေါ့နော်တည်မြဲတယ်လို့ထင်တာအဲ့ဒါနဲ့ရှင်ပြီးတော့ဖြစ်တဲ့တဏှာကိုဘဝတဏှာခေါ်တာဝိဘဝတဏှာဆိုတာဥစ္စေတာဒိဋ္ဌိနဲ့ရှင်ပြီးတော့ဖြစ်တဲ့တဏှာဝိဘဝတဏှာခေါ်တာအဲ့ဒါကတချို့ပုဂ္ဂိုလ်တွေကဒီဘဝပြီးရင်ပြီးပြီနော်ညာဒိဋ္ဌိဆရာကြီး6ထဲကတယောက်ပြောတယ်လို့ပေါ့ဟုတ်လားနော်လေရလဲလေနဲ့ရောသွားမြေရလဲမြေနဲ့ရောသွားပြီးရင်ပြီးသွားတာဒါပဲဟုတ်လားအဲ့တော့သူကဘလို့လူတွေကကြိုက်တုံဆိုတော့မကောင်းတာအများကြီးလုပ်ထားတဲ့လူတွေကကြိုက်တယ်အဲ့ဒီအယူဆကိုသူတည်ပြီးပြီဆိုတော့ तू ကရှင်းသွားတယ် तू ရှင်းကျင်တာလေ तू ကနောက်ရှင်ပေးဆန့်တယ်မှာလေ तू မလိုချင်ဘူးအဲ့ဒီအယူဆကိုမကြိုက်ဘူးလို့မထင်နဲ့နော်ကြိုက်တဲ့လူတွေအများကြီးရှိတယ်ပြီးတော့ဒီဘဝမှာဖြစ်တယ်လို့ကိုနေပြစ်လိုက်ချင်တယ်ဆိုတဲ့လူတွေကလည်းကြိုက်တယ်နောက်ဘဝရှိတာကိုသိပြီးတော့မရချင်ဘူးဒါလည်းမသေးသေးလို့ပါဘုံအမြင်ကတော့သေကတိကြရင်တော့ तू ပြက်ချင်မှာမဟုတ်ရချင်မှာမသေးခင်မှာတော့ तू ကမကောင်းတာတွေလှုပ်ထားတဲ့အခါကျတော့ပြက်ချင် तू ကအဲ့ဒီပြက်တာကိုပဲသူ့စိတ်ထဲမှာကြိုက်နေတာအဲ့ဒါကိုဝိဘဝတဏှာလို့ခေါ်တယ်ပြက်နေတယ်ပြက်သွားမယ်ဆိုတဲ့အမြင်နဲ့ရှင်းပြီးတော့ဖြစ်တဲ့တဏှာအဲ့ဒါဝိဘဝတဏှာ၃မျိုးเนาะဒုက္ခရဲ့အကြောင်းတရားပေါ့ဘယ်ကနေထွက်သွားဒီတဏှာ၃မျိုးကဘဝရဲ့သဘာဝကိုအမှန်သိဖို့အမှန်မသိတဲ့အခါကျတော့ဘဝကိုမြဲတယ်လို့ထင်တော့တတ္တရဒိဋ္ဌိဖြစ်တယ်အဲ့ဒါနဲ့ဆန့်ကျင်ပဲပြီးတာပဲကွာဆိုတော့လည်းပဲဥစ္စရာဒိဋ္ဌိဖြစ်ပြန်ရောဒီသဘောလေးတွေအဲ့
တော့ဒီလိုမျိုးအမြင်မှားမှုတွေဘုံဘုံတို့ရဲ့စိတ်ကိုမလွှမ်းမိုးနိုင်အောင်ဘဝရဲ့ပေါ်မှာအမြင်မှန်ရအောင်ကြိုးစားအားထုတ်အဲ့လိုအမြင်မှန်ရအောင်ကြိုးစားအားထုတ်လို့အမြင်မှန်ရရဲဆိုရင်အဲ့ဒါသူတော်ကောင်းတရားကိုသိတယ်ခေါ်တာနောက်သူတော်ကောင်းတရားကိုသိမှအိုခြင်းနာခြင်းသိခြင်းကိုရင်ဆိုင်နိုင်မှာလို့ပြောရတာကိုအဲ့တော့သူတော်ကောင်းတရားကိုသိတယ်ဆိုတာဘာကိုပြောတာတော့ဆိုတာကိုရှင်းနေတာနော်သူတော်ကောင်းတရားကိုသိတယ်ဆိုတာဘာတော့ဘဝခန္ဓာရဲ့အကြောင်းကိုအမှန်တိုင်းသိတာကိုသူတော်ကောင်းတရားကိုသိတယ်လို့ပြောတာအဲ့တော့ဘဝခန္ဓာအကြောင်းကိုသိဖို့အတွက်ဘုံဘုံကအခုအကြံဉာဏ်၃ခုစပြောနေတာဟုတ်လားပုဂ္ဂိုလ်တ attva တွေဖြစ်နေတာမဟုတ်ဘူးဖောက်ပြန်မှုတွေအာယုံကိုသိမှုခံစားမှုမှတ်သားမှုတုံ့ပြန်မှုယုံနံတွေဖြစ်နေတာလို့ပထမအဆင့်သိရမယ်ဒုတိယအဲ့ဒီယုံနံတို့တည်လည်းပဲဖန်ဆင်းထားလို့ဖြစ်တာမဟုတ်အကြောင်းမဲ့ဖြစ်နေတာမဟုတ်ဖြစ်เสียအကြောင်းတရားကိုအခြေခံပြီးတော့ကြောင်းကျိုးဆက်ပြီးတော့ဖြစ်ပေါ်နေတာလို့သိမယ်နာမရူပပရိစ္ဆေဒဉာဏ်ပစ္စယပရိက္ခဉာဏ်နာမည်လေးတွေလည်းတက်အောင်လုပ်ပေါ့ဟုတ်လားအဲ့ဒါလိုကြောင်းကျိုးဆက်ပြီးတော့ဖြစ်ပေါ်နေတဲ့ဒီယုံနံအစုတို့သည်ဘယ်လိုသဘာဝရှိတော့ဘယ်လိုလက္ခဏာရှိတော့အနိစ္စဒုက္ခအနတ္တလက္ခဏာရှိတယ်ဖြစ်ပြီးရင်မရှိတော့နောက်ထပ်ဖြစ်လာတာသဘာဝတရားတစ်ခုသူလည်းဖြစ်ပြီးရင်မရှိတော့နောက်ထပ်ဖြစ်လာတာတစ်ခုဒီလိုသူတို့နှစ်ခုကဆက်ဆက်မှုမရှိဘူးတော့မဟုတ်ဘူးအကြောင်းအကျိုးအနေနဲ့ဆက်ဆက်တယ်ဒါပေမဲ့ရှေ့ရဟာဒီနောက်ဟာမဟုတ်နောက်ဟာဒီလည်းရှေ့ဟာမဟုတ်ဘူးအဲ့ဒီတိုင်းသာသိမယ်ဆိုရင်စိတ်ကအရင်ငြိမ်းအေးမှာပဲဘာလို့တော့ဆွဲလန်းမှုနေသွားတာဟုတ်လားအမြဲတမ်းဖြစ်ပြီးတော့ဒါမဟုတ်ဘူးနောက်ဟာအစ်နောက်ဟာအစ်ဒါမဟုတ်ဘူးလို့သိနေတယ်ဆိုလို့ရှိရင်ဘာလို့ဘုံဘုံတို့ရဲ့စိတ်ကလိုချင်မှုနဲ့ဆွဲမဲ့မှာလဲဘာလို့မကျေနပ်မှုနဲ့ဘုံဘုံတို့ကဖြစ်စည်းခြင်းတဲ့စိတ်ရှိမှာလဲလောဘဒေါသမဖြစ်ဘူးဆိုရင်ဒီစိတ်ငြိမ်းပြီးအေးပြီးပဲဒါပဲလောဘဒေါသကြောင့်စိတ်ကပူနေရတာလောင်နေရတာဆင်းရဲနေရတာဟုတ်တယ်မဟုတ်လားအဲ့တော့လောဘဒေါသမဖြစ်အောင်လုပ်ခြင်းသည်ကိုယ့်ကိုယ်ချမ်းသာအောင်ငြိမ်းအေးအောင်လုပ်တာပဲအဲ့တော့လောဘဒေါသငြိမ်းခြင်းအနိစ္စကိုမြင်အောင်ကြည့်အနိစ္စကိုမြင်လောဘဒေါသငြိမ်းတာပဲဘောပေါက်ရလား